juice လို့မှာပေါ့နော်ငါတရားမဟုတ်လားအော်ရဲခဲတော့ရပါပါရဲ့ငါဒီလိုနေနေပေါ့နော်ဟိုဒီကချော်ပြီးဂျင်းနဲ့ထပ်ထပ်အောင်ပါပေါ့နော်ဂျင်းရဲ့စနေအတက်လေးပေါ့နော်အဲ့ဒါလေးပါထပ်ထပ်အောင်နော်ခဲတော့ဟိုအဲ့ဒီအတင်းမထောက်ရင်ပေါ့နော်ဂျင်းနဲ့စားလေးနဲ့ထည့်ပြီးစိတ်လေးတော့စိတ်ထားတယ်ဒီပါစားရတဲ့စိတ်လေးတော့လာတယ်အဲ့ဒါဆိုအောင်ဆိုတော့တော့လည်းရတယ်စားရတဲ့စားရတဲ့ဖိထားပြလိုက်ပါနော်juice လောက်ပို့လိုက်ကြပါမယ်